မင်္ဂလာပါကျွန်တော်ကတော့ Coffee Day ရဲ့ founder တဦးရွှေဖြစ်ပါတယ်ဆိုတော့ဒီနေ့အစီအစဉ်မှာတော့ကျွန်တော်ကဒီ moderator အဖြစ်နဲ့လုပ်ပေးမှာပေါ့နော်အဓိကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့အခြေခံပြီးတော့ကျွန်တော်ကစီးပွားရေးဆိုင်ရာမေးခွန်းတွေကိုကျွန်တော်မေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ကိုတန်းထိုက်အောင်ပါကျွန်တော် Performax Business Advisory နဲ့ Professional Trainee လုပ်ငန်းရဲ့ Chief Advisor ဖြစ်ပါတယ်ကျွန်တော်ကဒီအာဆီယံနိုင်ငံနဲ့နိုင်ငံတကာကုမ္ပဏီတွေမှာအနှစ်20ကျော်ဒီ CFO နဲ့တခြားသော C level position တွေ board level အဆင့်တွေမှာပါဝင်ပြီးတော့စီမံခန့်ခွဲတဲ့လုပ်ငန်းတွေလုပ်ခဲ့တဲ့အတွေ့အကြုံရှိပါတယ်ဒီပေါ်မူတည်ပြီးတော့လက်ရှိမြန်မာပြည်မှာလည်းဒီ SME လုပ်ငန်းတွေအလက်လုပ်ငန်းတွေနောက် group company တွေကိုအကြံပေးအဖြစ်နဲ့လုပ်ကိုင်နေပါတယ်အခုဒီနေ့ interview မှာ Coffee Day founder ကိုတဦးရွှေမေးမြန်းမဲ့မေးခွန်းတွေကိုလုပ်ငန်းရှင်တွေရဲ့အကျိုးစီးပွားအတွက်နော်အကောင်းဆုံးပြည်ကျထားပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးမေးခွန်းအနေနဲ့ကျွန်တော်မေးချင်တာတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံဒီ SME လုပ်ငန်းရှင်တွေပေါ့နော်ဒီပိုင်ရှင်မပါဘဲနဲ့လုပ်ငန်းတွေဘာဖြစ်လို့လုပ်လို့မရလဲပေါ့ဆိုတော့ဟိုကျွန်တော်နေ့တူကဒီ daily operation တွေမှာကျွန်တော်ဝင်ပါနေရတယ်ဆိုတော့ဒါကြီးကိုကျွန်တော်တို့ဒီပိုင်ရှင်တွေအနေနဲ့မပျော်တော့ဘူးပေါ့ဆရာလေဆိုတော့အဲ့ကျွန်တော်တို့ပါကြမလို့ပဲနဲ့ founder တွေပါကြမလို့ပဲနဲ့ဘယ်လိုကျွန်တော်တို့လုပ်လို့ရမလဲဆိုတဲ့အကြံဉာဏ်လေးကိုဆက်ဆက်ချင်းပေးစီခြင်းပါတယ်ကျွန်တော်ပထမဆုံးအကြံပြုချင်တာ founder တွေကနေ့စဉ်လုပ်ငန်းတွေကို delegate လုပ်ဖို့အတွက်ဒီ mindset เนาะရှိရမှာပေါ့ delegate လုပ်တဲ့အခါကျရင်ကိုယ်တိုင်လုပ်တဲ့အတိုင်းတစ်ထပ်တည်းရကြမှာရမယ်အဲ့ဒါကိုကိုယ့်ရဲ့စိတ်ကိုကြိုတင်ပြီးတော့เนาะဟိုပြင်ဆင်ထားဖို့လိုမှာပေါ့เนาะ delegate လုပ်တဲ့လူတွေကိုလုပ်တာရဲ့ 80% လောက်ပဲရနိုင်တယ်ဒါပထမတစ်ချက်ပေါ့เนาะဒုတိယတစ်ချက်ကကျတော့ကျွန်တော် system နှစ်ခုတည်ဆောက်ရမယ် founder တွေเนาะသိသိဖြစ်စေမသိသိဖြစ်သူတို့ဒီနေ့စဉ်လုပ်တဲ့အလုပ်မှာရည်ရွယ်ချက်နှစ်ခုအတွက်လုပ်တာတစ်ခုကကြတော့ပိုင်ဆိုင်ပစ္စည်းတွေငွေကြေးရဲ့နောက်ပုံသေးပံပစ္စည်းဖြစ်တဲ့ asset တွေကာကွယ်စောင့်ရှောက်ဖို့နောက်ပြီးတော့ဝန်ထမ်းတွေရဲ့ဒီအလုပ်ချိန်ပေါ့နော်ဝယ်ထားတဲ့ဝန်ဆောင်မှုတွေဝန်ထမ်းတွေချက်ဝယ်ထားတဲ့ဝန်ဆောင်မှုပေါ့နော် labor hour ခေါ်တာပေါ့အဲ့ဒါတွေကိုမှန်ကန်သုံးဖို့အတွက်ဒါတစ်ခုဒါ internet control system လို့ကျွန်တော်တို့ခေါ်တယ်ဒုတိယတစ်ခုကကြတော့ကျွန်တော်တို့ဒီထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေနော်ဝန်ဆောင်မှုတွေရဲ့ quality ကို consistent ဖြစ်အောင်တည်ငြိမ်အောင်တညီတဲ့ထွက်အောင်နော်တညီတဲ့ထွက်အောင်ကျွန်တော်တို့လုပ်ဖို့အတွက်ဒီထုတ်နေစနစ်ပေါ့ဒါက operational เนาะဟို control system ပေါ့အဲ့စနစ်ကိုတိဆောက်ပြီးပြီဆိုလို့ရှိရင်ဒါလုပ်ငန်းရှင်ကအများကြီးဝင်ပါကြမလို့တော့ဘူးသူကလုံးလုံးမပါဘူးလို့ပြောတာမဟုတ်ဘူးပါဝင်မှုကိုကျွန်တော်ဖြည်းဖြည်းချင်း short ချလို့ရမှာပေါ့နော် short ချလုပ်ငန်းရှင်ကဒီနေ့စဉ်လုပ်ငန်းကိုဝင်ပါတဲ့နေရာနေပြီးတော့အနာဂတ်ကိုလှမ်းကြည့်ပြီးတော့ဒီ strategy ချတဲ့အပိုင်းတွေဟလာဒီငွေဘဏ္ဍာငွေဘယ်လိုရှာရမလဲနောက်ပြီးတော့ကိုယ်လုပ်ငန်းဟိုကြီးထွားလာအောင်လို့ဘယ်လိုမျိုးလုပ်ငန်းမျိုးနဲ့သွားပြီးတော့ပူပေါင်းဆောင်ရွက်ရမယ်အဲ့ဒီဘိုင်းတွေမှာအချိန်ပိုပြီးသုံးနိုင်တာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပဲဆရာ